ပတ်ဝန်းကျင်ဆိုတာလူကြိုက်များတဲ့စံနှုန်းတွေသတ်မှတ်သွင်းထားတဲ့တစ်တာကြီးတစ်လုံးလို့ပါပဲအဲ့ဒီစံနှုန်းတွေနဲ့ကိုက်ညီရင်လူတွေကအားပေးကြလိမ့်မယ်အဲ့ဒီစံတွေနဲ့မကိုက်ညီဘူးဆိုရင်တော့ကန်ထုတ်ပစ်လိုက်ကြလိမ့်မယ်သူတို့ရဲ့ပါဇက်ထဲမှာကိုဟာပုံစံအမျိုးစုံဖြစ်နေနိုင်တယ်ကိုတော်မှမသိတဲ့ကိုရဲ့ဘဝပုံရိပ်တွေကိုသူတို့ကစိတ်ကြိုက်ဖန်တီးပြောဆိုနေကြလိမ့်မယ်ကြိုက်တဲ့သူကကြိုက်တယ်လို့ပြောမယ်မုန်းတဲ့သူကမုန်းတယ်လို့ပြောမယ်ပတ်ဝန်းကျင်ဆိုတာကကိုကိုအားကြတဲ့သူရှိသလိုကိုဘာလို့မုန်းနေတဲ့သူလည်းရှိနိုင်တယ်တချို့ကကိုကိုလေးစားလောက်စရာလူတယောက်လို့ထင်လိမ့်မယ်ကိုကကောင်းတာတစ်ခုလုပ်ပေးလိုက်ပေမဲ့တချို့ကကျေးဇူးတင်တတ်ကြတယ်တချို့ကတော့အပေါ်တွေလုပ်ပြနေပါတယ်ဆိုပြီးအမြင်တောင်ကန့်နေကြသေးတယ်လူတကာရဲ့ကြိုက်နှစ်သက်မှုလက်ခံအားပေးမှုကိုရအောင်ဘယ်တော့မှမကြိုးစားပါနဲ့ကမ္ဘာပေါ်မှာအချို့ဆုံးအမွှေးဆုံးအရေးအရွှမ်းဆုံးအလှပဆုံးအကောင်းဆုံးဆိုတဲ့ပန်းသီးတစ်လုံးသင်ဟာဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်ဒါပေမဲ့ပန်းသီးမကြိုက်တဲ့သူတွေဟာလည်းဒီကမ္ဘာမှာရှိနေသေးတာပဲ